လာပေါင်းများစွာအဝေးကွာနေခဲ့ပေမဲ့တယောက်ချောင်းတယောက်ကြားရတိုင်းရှင်ထဲမှာမငိမ့်သက်နိုင်တဲ့အလွမ်းမီးတွေကတောက်လောင်နေစေပါနောက်ဆုံးမှာတော့ကောင်လေးဟာသူ့ရဲ့မာနတွေကိုအမိုက်ပုံးနဲ့ပစ်ထည့်လိုက်ထို့ဆုံးချလိုက်တယ်သူမမရှိပဲရှေ့ဆက်ရတဲ့ရက်တွေကအတိတ်ပဲမရှိဘူးဆိုတာကိုသူအသေးချာနားနယ်သွားခဲ့ပြီမိုးအနေငယ်ဖွဲဖွဲရွာနေတဲ့ညနေခင်းတစ်ခုမှာသူတို့လမ်းခွဲခဲ့တဲ့နေရာလေးစီကိုသူပြန်သွားခဲ့တယ်အဲ့ဒီနေရာဟာနာကျင်စရာအမတ်တရားတွေရှိခဲ့တယ်လို့အချစ်တွေကိုပြန်လည်ပြုပြင်ဖို့အကောင်းဆုံးနေရာလည်းဖြစ်နေမှာပါဖုန်းကိုထုတ်ပြီးတုံရင်းနေတဲ့လက်ချောင်းလေးတွေနဲ့ message တစ်စောင်ပို့လိုက်ခဲ့ငါတို့လမ်းခွဲခဲ့တဲ့နေရာမှာငါစောင့်နေမယ်နင်လာခဲ့ပေးနိုင်မလားတစ်ဖက်မှာလည်းကောင်းမလေးဟာထို message လေးကိုမြင်လိုက်ရတဲ့အခါရင်ခုန်တန်တူမြင်လာပြီးမျက်ရည်တွေဝဲတက်လာတယ်သူမလည်းဒီစကားလေးကိုစောင့်နေခဲ့တာကြာပါပြီချက်ချင်းပဲထီးလေးတစ်ချောင်းကိုဆွဲပြီးသူ့ရှိရာစီကိုပြေးထွက်လာခဲ့လို့သူမရောက်သွားတဲ့အချိန်မှာကောင်လေးဟာမိုးရီတွေမှာတကူလုံးရွဲဆိုနေပေမဲ့သူမကိုမြင်လိုက်ရတာနဲ့ပြုံးပြလိုက်တယ်သူမကိုမြင်ချင်းသူကပဲအရင်ဆုံးဖွင့်ပြောလိုက်တယ်ငါတောင်းပန်ပါတယ်နားရဲ့မာနာလေးကြောင့်နင်းကိုနာကျင်စေခဲ့မိတယ်နေမရှိတဲ့ချိန်တွေမှာငါတကယ်ပဲအသက်မရှူနိုင်တော့သလိုခံစားရတယ်ငါတို့အစားကနေပြန်စားကြရအောင်လို့ကောင်မလေးဟာဘာစကားမှပြန်မပြောနိုင်နဲ့သူ့ရဲ့ရင်ခွင်ထဲကိုတိုးဝင်ပြီးငိုချလိုက်တယ်ဒီတစ်ခါငိုတာကတော့ဝမ်းနဲ့လို့ငိုတာမဟုတ်ပဲပျော်လွန်းလို့ကြတဲ့မျက်ရည်တွေပါကောင်လေးကသူမကိုတင်းတင်းကြပ်ကြပ်ပြန်ဖတ်ထားရင်လက်ဖိုးလေးကိုအသားရနမ်းလိုက်တယ်နောက်ခါဘယ်တော့မှလက်ကိုတွတ်မသွားပါနဲ့တော့လို့သူမကရှိုက်တန်လေးနဲ့ပြောရှာတယ်ဘယ်တော့မှလွတ်မပြီးတော့ဘူးမိုးဆက်တွေကသူတို့နှစ်ယောက်ပေါ်မှာတဖွဲဖွဲကြော့နေစေဖြစ်ပြီးမဲ့အရင်လိုအေးဆက်မနေတော့ပဲနွမ်းထွေးတဲ့မြစ်တာတရားတွေနဲ့ပြည့်နှံနေခဲ့ပါပြီအတိတ်ကနားလည်မှုလွယ်တာတွေရန်ဖြစ်ခဲ့တာတွေကိုမိုးရီနဲ့အတူမျောချလိုက်ပြီးသူတို့နှစ်ယောက်ဟာလက်ချင်းခိုင်မြဲစွာတွင်ရင်ရှေ့ဆက်ရမယ့်ဘဝခရီးကိုပြုံးပြော်စွာရှောင်လန်းသွားကြပါတော့တယ်